fam YouTube channel အားပေးကြတဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့လုပ်နေကြပုံမှန် podcast လေး Game Week 23အတွက်အမိနစ်ဆုံးနေပြီဆိုတော့ပြန်စပါမယ် Okay ဇီကုမင်္ဂလာပါ Candice မင်္ဂလာပါ မင်္ဂလာပါဆရာတို့ Okay ဗျာဆိုတော့ Game Week 23ပေါ့နော်ဆိုတော့22 Game Week ကတော့ပြီးသွားပြီဆိုတော့ဒီအတွက်ဇီကုအမှတ်ကတော့လုံးဝ share ပေါ့နော်မီနီလေးတွေစုတွေပါယူနေဇီကုကကိုတို့အဲ့တော့အခုဒီ fan YouTube ကိုအားပေးနေကြတဲ့ brother တွေအတွက်အခုတို့ဒီ second chance မှာထောင်ထားတဲ့ lead တွေပေါ့နော်ဆိုတော့ဒီနေ့ဆိုရင်အခုတို့စုတွေတောက်လျှောက်ပေးနေပေါ့နော် candidate ပြောသလိုနေ့တိုင်းစုပေးနေတာပေါ့အခုတို့ fan freely နဲ့ပတ်သက်ပြီးတော့ဒီ fan paidly ပေါ့ weekly paidly မှာစုပေးတယ်ပြီးရင်အခုတို့ second chance ဆိုတော့ 1+4 လေးစုပေးမယ်ဆိုတော့မနေ့ဖြန်မှာ fan YouTube freely မှာ weekly ရတဲ့ brother တွေစုပေးမယ်ပေါ့နော်ဆိုတော့ fan ရဲ့ season league နဲ့second chance season classic league က brother တွေကတော့ manly လာမဟုတ်ဘူးတော့เนาะသူ season စုတွေကြရင်ကိုတို့ဆက်ပြီးပြောရမှာပေါ့เนาะ okay တော့စုတွေလည်းနေ့တိုင်းပြီးနေပါတယ်ဆိုတော့ကျွန်တော်တို့ league တွေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะဒီကတော့ကျွန်တော်တို့ YouTube channel ပါဆိုတော့ဒီ YouTube channel မှာဆိုဗီဒီယိုအများကြီးလုပ်ထားပါတယ် Game Week 22 New Year မှာ Game Week 22ကနေစပြီးကျွန်တော်တို့နှစ်သက်မှာချစ်အစ်စ်တင်ဆိုတော့ Game Week 22ကစပြီးကျွန်တော်တို့ podcast တွေပြန်ပြီးလုပ်နေပါပြီ။တော့အခု Game Week 23အတွက်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ second chance မှာလီ3ခုထောင်ထားပါတယ်။ကျွန်တော်တို့ weekly ရော monthly ရော season ရောအသင်းတစ်သင်းနဲ့ join ရုံနဲ့စု3ခုလုံးအကျုံးဝင်မယ် 1+4 ပိတ်လီတစ်ခုကျွန်တော်တို့ထောင်ထားပါတယ်။ဒါလည်းမ join ရသေးတဲ့ညီကိုတွေဒီ Game Week 25 deadline ထိ join လို့ရပါတယ်ဆိုတော့ fan chat box မှာလာပြောဝေးပါ join မယ်ဆိုရင်ကျွန်တော် register လာလုပ်လို့ရပါတယ် January တစ်လလုံးဖွင့်ပေးထားပါတယ်။နောက် YouTube link နှစ်ခုပေါ့နော် YouTube weekly freely တစ်ခုရှိရယ် YouTube second chance ဆိုတော့ classic lead တစ်ခုရှိရယ်ပေါ့နော်ဆိုတော့အဲ့မှာလည်းစုကြီးတွေအများကြီးကျွန်တော်တို့ကြေညာထားတယ်အဲ့ဒီ freely YouTube freely နှစ်ခုကိုလည်းကျွန်တော်တို့ဒီ January တစ်လလုံးဖွင့်ပေးထားပါတယ် Game Week 25 deadline ထိ brother တို့ join လို့ရပါတယ်ဆိုတော့ lead တွေ join ကြတဲ့ brother တွေလည်းကျေးဇူးအများကြီးတင်ပါတယ် podcast နားထောင်ပေးတဲ့ brother တွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီဟိုလေးစလိုက်အောင်23အတွက် podcast စီစလိုက်မယ်နော်ဆိုတော့အခု feature လေးတစ်ချက်ပြောင်းလိုက်မယ်ဟို brother တို့မြင်ရလားမသိဘူးနော် Candric နဲ့ Ziku မြင်ရပေါ့ okay ဒီမှာဆိုရင်ဒါ attacking နဲ့ပတ်သက်ပြီးတော့ပေါ့game week feature run တစ်ချက်ကြည့်လိုက်မယ်ဆိုတော့ဒီ900ပေါက်ညားနိုင်မယ်ဟာတော့ထိတ်ဆုံးကတော့တည်တဲ့အတိုင်း Man City Arsenal Liverpool Chelsea ဒီမှာ United ပေါ့နော် feature ကောင်းတဲ့ဟာတွေပေါ့ဒါကတော့ feature run ပေါ့28လောက်ထိပေါ့နော်ဆိုတော့ကိုတို့ဒီတစ်ပတ်တီးတဲ့အတွက် game week 23 target ကိုတို့တစ်ချက်ကြည့်လိုက်မယ်ဆိုရင်23ကိုနှိပ်လိုက်မယ် sorting ဘယ်လိုဖြစ်သွားမလဲokay ထိတ်ဆုံးကတော့ Man City ပေါ့ပြီးတော့ Man U ပေါ့နော်ဆိုတော့ဒီမှာ title race အတွက် game week 16ခုကျန်သေးတယ်ဆိုတော့ title race မှာခေါင်းစဉ်ကဘာလဲကန်တွေအခုကိုတို့စဉ်းစားတာလေ title race မှာမှန်တော်ပြီမမှတ်မိရင်မပြောနဲ့မပြောနဲ့ game week မှာ23မှတ်မိတယ်မဟုတ်ဘူးပြန်ဆိုပြမယ် title race မှာမှန်ကန် feel game week မှာ23အဲ့တီးတယ်မှတ်မိတယ်လား canvas မှတ်မိလားဆိုဆန်းလိုက်တာနော်ဒီဇိုင်းအမှန်ကန်ဆွဲမှာโอเคဆိုတော့ကိုတို့စလိုက်အောင်နော်ဆိုတော့ဒီတစ်ပတ်အတွက်ဒီပွဲစဉ်တွေထဲမှာဘယ်ပွဲကဒီဂိုးတွေပြန်လည်သွင်းမယ် attacking return တွေအတွက်ဒီကျွန်တော်တို့ target ထားလို့ရမလဲပေါ့ဆိုတော့ဇီကုညီလေးရင်သုံးသပ်ပေးပါအောင်ဘယ်ပွဲလေးတွေကြည့်ထားလဲဟုတ်ကိုအရင်တော့ကျွန်တော်ပြောချင်တာပေါ့နော်ဖြတ်ပြောချင်တာကျွန်တော်ဟိုဒီ fan ကိုအားပေးရ brother အများကြီးရှိရပါတော့ကျွန်တော် Facebook မှာမှတ်တာတွေ့ရကျွန်တော်အားရှိရပါတော့ကျွန်တော်ကြောင့်အမှတ်တွေကောင်းသွား brother အများကြီးပါပဲဆိုတော့ဒါလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ခုနမေကွန်းအတွက်ပြန်ပြောရရင်ကျွန်တော်ဒီဘက်မှာနှစ်ပွဲကိုတော်တော်လေးကို feel လာရပါတော့တော်တော်ကြိုက်တယ်ဘာပွဲလဲဆိုတော့ဒီ Crystal Palace နဲ့ Chelsea ပွဲရှိမယ်ပြီးတော့ Arsenal နဲ့ United ပွဲရှိမယ်ပေါ့နော်အပွဲတွေမှာကျွန်တော်ဂိုးများနိုင်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Crystal Palace နဲ့ Chelsea ဆိုလို့ရှိရင်နောက်ဆုံး3ပွဲစတိုက်ကဂိုးလေးနဲတာတွေ့ရတယ်ပေါ့နော်Palace ကလည်း form ကောင်းနေမှာမဟုတ်ဘူးဒါပေမဲ့ဒီပွဲမှာတော့ Palace ကတကူလောက်တော့ရနိုင်ရရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော်3ဂိုးလောက်တော့အနည်းဆုံးရမယ်လို့ထင်တယ်ပြီးတော့ United နဲ့ Arsenal ပွဲပေါ့ဒီပွဲကArsenal ကပထမအကြော့လည်း United ကိုနိုင်လာတယ်ဒုတိယအကြော့လည်းနိုင်ငံလောက်မဲ့ပုံမျိုးတွေ့ရပါဘောနော်ဂိုးတွေကလည်းတစ်ဖက်မှာများနိုင်တယ်ဘာလို့လဲဆိုတော့ Arsenal နဲ့ United ကနောက်ဆုံး6ကြိမ်လားမသိတွေ့တာမှာဂိုးလေးကတကူသွင်းလိုက်1-1လေးဖြစ်လိုက်2-0လေးဖြစ်လိုက်နေဆိုတော့
ဒီတစ်ခေါက်မှာတော့ကျွန်တော်အဲ့လိုဖြစ်နေမယ်လို့မထင်တော့ဘူးနှစ်သင်းပေါင်းသွင်းကို3ကိုနဲ့3ကိုအထက်ရမယ်လို့ထင်တယ် โอเคဆိုတော့ဇီကူကဒီနှစ်ပွဲကတော့အပြန်အလှန်သွင်းကိုတွေမြင်ရနိုင်တယ်ပေါ့နော်ဆိုတော့ကိုတွေအများကြီးတွေ့ရနိုင်တယ်ပေါ့ဟုတ်တယ် Crystal Palace နဲ့ Chelsea ပွဲဆိုရင်လည်းသူတို့ထိပ်တိုက်တွေ့ဆုံမှုက Chelsea ကတော့အများကြီးတာသီးရတာပေါ့နော်အစင်လာလည်းကောင်းတာပွဲ20နိုင်တယ်တရီ3ပွဲကြာတယ် Crystal Palace က4ပွဲနိုင်ဘူးလေနောက်ဆုံး1 2 3 3ပွဲလောက်ဆိုရင်တရီတွေကြီးပဲ9အောက်တွေပေါ့နော်ဆိုတော့ဒီပွဲလေးကတော့ဒီကိုတွေပြန်လဲသွင်းမှုမှန်းရပါတယ်နောက် Arsenal နဲ့ Man U ပေါ့နော်ဆိုတော့ဒါကတော့ United နဲ့ Arsenal ကတော့တကယ်ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းတစ်ခုပေါ့နော်ဆိုတော့ United ကလည်းဒီ City ကိုနိုင်လာပြီးတော့ဟလာနော်ဒီ2-0ပေါ့ဟလာကိုပေါက်ထဲကို9 9ရောက်တယ်2 9ဖတ်တင်တယ်ပေါ့နော်ဆိုတော့ City ကို City ကို2-0နိုင်လာဒီ Carrick ရဲ့ aura နဲ့ပေါ့နော်new manager ပေါင်းစီမြင်ရနိုင်တယ်ပေါ့ဆိုတော့ဒါပေမဲ့ champion လည်းတကယ်ကိုထိတ်ဆုံးမှာပေါ့နော် champion ပြေးလန်းကြောင်းထိတ်ဆုံးမှာရှိနေတဲ့ဒီ Arsenal ကလည်းလုံးဝ United နဲ့ဒီသူတို့ Emirates Square မှာကန်မှာတော့တကယ်ကိုပွဲကြီးပွဲကောင်းပေါ့နော်ဆိုတော့ထိတ်တိုက်တွေးဆုံမှုဆိုရင်တော့လုံးဝဟိုအစင်လာကွက်တီပဲပေါ့နော် United ကလည်း14ပွဲနိုင်တယ်တရီ9ပွဲကြာတယ် Arsenal ကလည်း14ပွဲနိုင်ဘူးတယ်နောက်ဆုံး3ပွဲမှာလည်းအဲ့လို9အောက်လေးပေါ့နော်1-1နဲ့1-0နဲ့2-0 2-1တောက်လျှောက်ပဲဆိုတော့ဒီပွဲကလည်းဇီကုပြောလို့ဂိုးတွေမြင်ရနိုင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ attacking player တွေဒီတွေကနေ target လုပ်လို့ကောင်းတာပေါ့ FPL ညီကိုတွေအတွက် okay ပါ Candris လောက်ပါအောင်ဘယ် feature တွေမျက်စိကျနေလဲဇီကုကနှစ်ပွဲပြောသွားပြီပေါ့နော်ဟာလန်ဟာလန်မယ်လေဟာလန်ကတော့ဆိုအများကြီးတော့သိပြောကြတာမရှိပါဘူးเนาะဟာလန်ကပြန်ပြီးဟာလန်မှဖြစ်တော့မယ်ပေါ့ဒီတစ်ပတ်ဟာလန်လို့ရှိရင်လေဒီတစ်ပွဲမှာဟာလန်ကဟာလန်လို့မဖြစ်ဘူးဆိုရင်ဘယ်ပွဲပြန်လန်းမှာလဲဆိုပြီးတွေးရမလို့ဖြစ်တယ်ဟုတ်တယ်ဟိုဒီပွဲသားမလန်းလို့ရှိရင်ဗျာသူ့ကိုထုတ်တော့မလားသိရမလားအဲ့လိုအတန်တွေထွက်တော့မှာဗျာစီးတီးနေလည်း pressure တွေအများကြီးပူချလာမယ်ဟာလန်အတွက်လည်းပဲ pressure တွေပူပြီးတော့ဒုက္ခတွေရောက်ကုန်နေမယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်တော့ဟာလန်ကဝင်းရမှာဖြစ်မယ်လို့ထင်တယ်ဆိုတော့မန်စီးတီးပွဲကိုဂိုးများများနဲ့သွင်းနိုင်မယ်လို့ထင်တယ်ဒါပေမဲ့တစ်ဖက်က Wolf ကလည်းပဲဂိုးသွင်းသွားနိုင်တယ်ဟိုချန်ပီယံလိပွဲမှာဆိုရင်ဘိုဂျိုဂလင်းကို3 ဂိုးပေးရတာဟုတ်ပါဘူးဆိုတာဒါဟုတ်မနေဘူးဗျာသိရမလားဟိုဂွာဒီယိုလာရဲ့အသင်းနဲ့တူမနေဘူးဆိုတော့ဒါဂွေရီတို့ဘာလို့ပြန်ပါလာရင်တော့မပြောတတ်ဘူးဆိုတော့ဟိုဂိုးလဲတကူလောက်ပေးရနိုင်တယ်ဆိုရင် Man City 3-1လောက်တွေပါပြီးသွားမယ်ဆိုရင်ဒီပွဲကဂိုးများမှာပဲဗျာဆိုတော့ Man City ပွဲဂိုးများမယ်ထင်ပါတယ်ပြီးရင်ခုနကဇီကူပြောရလဲဟုတ်တယ်နော်ဒီ Arsenal United ပွဲကများလောက်တယ်ဟိုတိုက်စစ်ဆိုလဲ Arsenal ဂိုး40သွင်းထားတယ် United 38ဂိုးသွင်းထားတော့ဒါတိုက်စစ်ကောင်းတဲ့အသင်းတွေမှာပါတယ်ပေါ့နော်ဟုတ်ပါဆိုတော့ကြည့်လို့ကောင်းပြီးတော့အဲ့လိုဟိုဂိုးမပေးရအောင်ထိန်းစော်ရင်းနဲ့ဂိုးများသွားမဲ့ပွဲမျိုးဖြစ်တယ်လို့ကျွန်တော်လည်းထင်တယ်ပေါ့နောက်တစ်ပွဲကျမျက်စိကျမိတာဟိုက West Ham နဲ့ Sunderland အဲ့ပွဲကဒီတစ်ပတ်မှာတော့ဂိုးများနိုင်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ဘူဝန်ကိုမထုတ်သေးဘူးပေါ့နော်ဆက်ပြီးစောင့်ကြည့်မယ်ပေါ့ဟို West Ham က9ပွဲမှာ9ဂိုးလောက်သွင်းထားရဗျာပြီးတော့သူကပနတီအပေးချမ်းတယ်ပေါ့နော်ပနတီအရန်ပေးတယ်ပေါ့နော်6ခါလာမျိုးပေးထားတယ်ပြီးတော့ကလင်းရှိမရတာပွဲ20လောက်ရှိပြီအဲ့လိုမျိုးရှိရပေါ့Sunderlandကကြတော့ပုံမှန်ဆိုရင်သူတို့ပွဲတွေကဂိုးများနေမရှိအဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူတို့ခံစစ်ကမူကလီတို့အဲဒရက်တို့အပြင်ကိုသမား Roots ကလည်းကောင်းနေတာဆိုတော့ဟုတ်တယ်သူတို့ကလည်းဂိုးမပေးဘူးသူတို့ကလည်းသွင်းတာဆိုတော့သူတို့ကလည်းမသွင်းဘူးเนาะတွားကြည့်Sunderlandတော်တော်ဆိုးတယ်ပေါ့9ပွဲမှာ4ဂိုးလားအဲ့လိုဗျာနည်းနည်းလေးပဲရတယ်ပေါ့နော်ဂိုးနဲ့လေးရှိတယ်ဒါပေမဲ့ဒီ West Ham နဲ့အတွေ့မှာတော့အစောကြီးပေးပြီးတော့ရှေ့ကိုထုတ်ထားတဲ့ပွဲတွေမှာဒီလိုပွဲမျိုးကဂိုးများတတ်တယ်လို့ခံစားရတဲ့အတွက်ဒီပွဲကိုတော့ကျွန်တော်ကဂိုးများမဲ့ထင်ပြီးတော့ဘိုးဝန်ကိုတော့ဆက်ထားဖြစ်တယ်ပေါ့နော်ဆိုဒီပွဲကပထမဆုံးကန်ပါနော်ဒီစနေနေ့ရဲ့ပထမဆုံးပွဲပေါ့8နိုင်ဟိုပါပေါ့6နိုင်ပွဲပေါ့9နိုင်ပွဲပေါ့နော် sorry 9နိုင်ပွဲ9နိုင်ပွဲဆိုတော့ဟိုပါပေါ့ကိုဟိုမန်စီးတီးကိုနိုင်ခဲ့တဲ့အချိန်ရဲ့တပတ်တိတိမှာကန်ပါပေါ့အကူကန်ပါပေါ့အဲ့လိုမျိုးပေါ့နော်ဖုန်ထားနဲ့ဖုန်ထားတယ်အဲ့ဒီအချိန်လေးမှာကန်တဲ့ဖန်3ယောက်နဲ့ဆိုတော့ဒီ podcast ကခွတ်တီးဖြစ်โอเคဗျာဆိုတော့ဒီ Man City နဲ့ပတ်သက်ပြီးနည်းပြောရရင်တော့မနေ့ရတယ်ဒီမနက်ပေါ့နော်ဒီမနက်ကြီးရတယ်ချန်ပီယံလိပူပူနေဘိုဒိုကလင်းကိုရှုံးထားတယ်3-1နဲ့ဆိုတော့ Man City ရဲ့ခံစစ်ကပေးကိုတော်တော်ပေးရတယ်ပေါ့နော်သူတို့ဆိုတော့ United ကို2-0နဲ့ရှုံးတယ်ဘိုဒိုကလင်းကို3-1နဲ့ရှုံးတယ်ဆိုတော့အခုသူတို့ Etihad မှာဒီအင်ရှင်ဒီပတ်လည်းတင်းနေတော့ပေါ့နော်ဆိုတော့ပတ်ကတင်းနေတော့ပြီးဒီ line up နေနဲ့လည်းသူ့ရဲ့ဒီလူငယ်2ယောက်ပေါ့နော်ဆိုတော့ LA နဲ့ Kusanov ပေါ့ဒီ2ယောက်တောက်လျှောက်သုံးတာပေါ့နော်ဟိုပေါက်တယ်ပေါ့နော်နောက်တန်းဆိုတော့အဲ့2ယောက်ရောက်ရင်တော့
ပြောလို့တော့မရဘူးเนาะဆိုတော့ခံစစ်ကပေါက်နေဂိုးတွေလည်းပေးရဆိုတော့ဒီပွဲမှာတော့လုံးဝဒီနှစ်ပွဲစတိုက်ရှုံးလာတဲ့အရှုံးကိုအိမ်ကွင်းကြီးမှာပေါ့နော်ဆိုတော့ပတ်အနေနဲ့ဒီကစားသမားတွေလည်းလုံးပြရတော့မှာပေါ့နော်အဲ့လိုမျိုးထင်တာပဲဆိုတော့တိုက်စစ်ကဂိုးတွေရနေဆိုတော့တိုက်စစ်တွေရှုပ်လေဟာလန်ရှိတယ်ဖိုဒန်ရှိတယ်စင်မန်ညိုရှိတယ်ဆိုရင်ဒါ Wolf နဲ့ပွဲရတော့ဒီ CD က attacking player တွေကတေချာပေါက် attacking return တွေရမှာပေါ့နော်ဆိုတော့ဂိုးတွေထိုင်ကြီးရမယ်လို့တော့ထင်တယ်အဲ့ဒီပွဲမှာဟိုအကြောင်းကြောင့် return တွေမရခဲ့ဘူးဆိုရင်တော့ဟိုဘယ်လိုပြောမလဲကိုတို့အမှတ်နေတာတဲ့ CD 9ယောက်အသင်းမှာရှိနေတဲ့လူတွေကပို့ပြီးတော့1 ကို နေ ယ် နေ 2 ယောက် ကော တော့ င်း အရန်လောင်နေရလား ကိုရီတော့2ယောက်လောက်နဲ့လောင်းတယ်သူတို့9ယောက်လုံးရှိပြီးတော့ United ပွဲမှာတစ်ခါပေါ့နော်ဆိုတော့မထုတ်သေးဘူးတချို့ကမ ဖို ထုတ် ရန်ဗျာဖိုရန်ကိုအစိုးရလဲဖြစ်တယ်ဗျာ45မိနစ်လူစားလဲရက်ဆက်တယ်နော် transfer မလုပ်ပဲနဲ့ဆိုတော့ ဒါပေမဲ့ဖိုရန်ကမင်းညလीဟိုဟာမိနစ်80မှာလဲသွားရယ်နော်ဆိုတော့ပွဲထွက်အောင်မလားဆိုပြီးမျောနှင်းချက်ကလေးတော့ရှိပါတယ်အဲ့ဒါကြောင့်မထုတ်တာ ဟုတ်တယ်ဒီတပွဲကတော့ CD player တွေရှင်စောင့်ကြည့်တင်တယ်ပေါ့နော်ဆိုတော့ဒီပွဲအခြေအနေပေါ်မှာကြည့်ပြီးတော့မှပဲထုတ်တာတွေပဲလုပ်ရမှာပေါ့စင်မန်ညိုကလည်း United ဟိုပွဲမှာမစော့ပါဘူးဆိုတော့စင်မန်ညိုလည်းပါလာနိုင်တယ်ပေါ့နော်ဒီလူတွေကတော့တော်တော်များတာပေါ့နော်ဆိုတော့ Foden လည်းဖြစ်နိုင်တယ်ဆိုတော့ပြောလို့တော့မရဘူးပေါ့နော်ဘာလို့ဆို CD ဖြစ်နေတာဟိုပတ်အတင်းကတော့ rotation ကတော့မိနိုင်တာပဲ Chucky ပဲ bench မလား Toku bench မလားပြောကနည်းနည်းလေးခန့်တာပေါ့နော်ဆိုတော့ဒီပွဲကတော့ Wolf နဲ့လည်းတွေ့မယ်အိမ်ကွေးမှလည်းဖြစ်တယ်ရှင်းနှစ်ပွဲကလည်းရှုံးလာတယ်ဆိုတော့ဒါမန်စီးတီးအနေနဲ့ကလန်နာကြပေါ့ကိုကမဖြစ်မနေကိုခိုးများမယ်ပွဲပေါ့နော်โอเคဗျာဆိုတော့ခုနကပြောတယ်ဆန်ဒါလန်ပွဲပေါ့ဆန်ဒါလန်ပွဲဟုတ်တယ်ဆန်ဒါလန်နောက်တန်းတွေကတော်တော်လေးဟိုပြောချင်ကြကောင်းတယ်ပေါ့နော်ဆိုတော့4 point ကျော်ဟိုဟာတွေပေါ့မူကီလီတို့အက်ဒရက်တို့ဒီပြီးခဲ့တဲ့ခေါက်ကတော့ဟိုဘာသုံးရမှမသိဘူးဆန်ဒါလန်ဒဘယ်အက်လိုက်တယ်ဟိုဟာဖြစ်တယ်ပေါ့နော်2ယောက်သုံးလို့ရတယ်ပေါ့ဒါမူကီလီဝင်ထည့်ဆော့တဲ့ brother တွေလည်းရှိတယ်ပေါ့နော်ဆိုတော့နောက်တန်းတော်တော်လေးလှုပ်ဖြစ်နေတယ်ဆိုတော့ဝက်ဆန်နဲ့အာတွေးဆုံမှုတွေမှာဆိုဝက်ဆန်ကတော့မတိမ်မရိမ်ပါပဲဝက်ဆန်က9ပွဲနိုင်မှုတယ်တရီ9ပွဲကြတယ်ဆန်ဒါလန်က4ပွဲနိုင်မှုတယ်ပေါ့နော်ဆိုတော့နောက်ဆုံးပွဲမှာဆန်ဒါလန်3-0နဲ့နိုင်မှုတယ်ဒီပထမဆုံးပွဲမှာပေါ့နော်ဆန်ဒါလန်3-0နဲ့ဝက်ဆန်ကိုနိုင်တာတယ်ပြီးတော့ရှေ့ပွဲတွေမှာတရီကြတယ်နောက်ဝက်ဆန်နိုင်တာတွေရှိတာပေါ့နော်ဆိုတော့ဒီတပွဲရှိမယ်ပေါ့โอเคတခြားကိုကြည့်လိုက်မယ်တခြားဘာပွဲတွေရှိနိုင်အောင်မလဲဆိုရင် Fisher ရဆိုရင်လီဗာပူးဘောမောက်လည်းမဆိုးဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဘောမောက်ကွင်းမှာကန်ရမယ်လီဗာပူးက Ekitiki တို့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ Florian Wirtz တို့ရှိသေးတာပေါ့ဆိုတော့ slot လည်းဘယ်လိုပုံစံနဲ့ထွက်လာမလဲမသိဘူးဆာလာကလည်းဟိုဘက်ကထွက်လာပြီဆိုတော့လေနော်ဆာလာကိုဘယ်လိုဆက်လုပ်မလဲဆိုတော့အဲ့ကျွန်တော်တို့အကိုတို့တစ်ချက်ကြည့်ရမှာပေါ့โอเคဒီမှာတခြားဘာရှိအောင်မလဲဆိုရင်ဒီပွဲရှိမယ်ဆိုတော့ okay တော့ဒါကတော့ feature နဲ့ပတ်သက်ပြီးတော့ဗောနော်ဆိုတော့ကိုတို့ opta set လေးတစ်ချက်သွားကြည့်အောင်ပုံမှန်အတိုင်းဒီဘယ်အသင်းတွေဥဆောင်နေလဲပေါ့ဆိုတော့အသင်းကိုအရင်ကြည့်လိုက်မယ် okay key step ကိုတင်းကိုအရင်ကြည့်လိုက်မယ်ဗောနော်တင်းနဲ့ဘယ်လို target ထားလဲဒါတော့ထိတ်ဆုံးကတော့ပြောစရာတော့မလိုပါဘူးကိုအများဆုံးသွင်းလာတာ Cityက45ဂိုးတောင်သွင်းတာ City Arsenal ပြီးရင် United เนาะ United တိုက်စစ်ကတော့ဟုတ်တယ် Chelsea ဒီမှာဘောမောက် okay ကိုHC အများဆုံးကိုကြည့်လိုက်မယ်ဆိုရင်လည်းကိုတို့ City United Arsenal Chelsea Brentford တောက်ချပေါ့နော်ဆိုတော့ CS အနေထားကိုကြည့်မယ်ဆိုရင်ဘယ်လိုဖြစ်သွား CS အနေထားနေပါArsenal ပေါ့17ပွဲ Man City 9ပွဲဟာ Chelsea တို့ Everton တို့လိုက်တယ်နော် Crystal Palace Everton နောက်တန်းနေဟိုမှာ Tarkowski နဲ့ စီကူဒီတစ်ပတ် share ဖြစ်နေ Tarkowski ဆိုတော့ goal conceded ကိုတို့ကြည့်လိုက်မယ် goal conceded မှာ ပေးကိုအနည်းဆုံးကတော့ Arsenal City Sunderland တတိယနေရာကိုရောက်နေပြီ Sunderland Chelsea Crystal Palace ပေးကိုအများဆုံးအသင်းကတော့ Watson 44ကိုပေးထားတယ် Burnley ဘောမောက်ဒီမှာ Wolf ပေါ့နော်ဆိုတော့ပေးကိုအများဆုံး၄နေရာမှာ Wolf ကရှိနေတယ် Man City ကတွင်းကိုအများဆုံးဖြစ်နေတယ်ဆိုတော့ဒါကတော့တကယ်ကိုဒီနှစ်သင်းထိတ်တိုက်လာတွေ့တာပေါ့နော် okay ဆိုတော့ team တွေပြီးသွားပြီဆိုရင်ကိုတို့အဓိက player တွေတစ်ချက်ကြည့်လိုက်မယ် player ဆိုဒီမှာနည်းနည်း refresh လုပ်ရမယ်သူက2 box ကိုနော် opta stack ကို refresh လုပ်လိုက်မယ် player okay player ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုတော့ဒီတစ်ပတ်ဒီ player တွေထဲမှာဒီ attacking return ရနိုင်မဲ့ player တွေနည်းနည်းဟိုပါပေါ့တစ်ချက်လောက်အကူမေးလိုက်မယ်တော့9ရဆိုရင်တော့ဟာလန်920တီယာကို16ကိုစမန်ညို10ကိုစမန်ညိုနဲ့ဒီမှာနော်ဟာလန်နဲ့စမန်ညိုကလည်းတွင်းနေတယ်တောက်လျှောက် DCL ဆို Bruno Weber Ekitiki အသီးသီးရှိတာပေါ့နော်မတီးတာ okay ဒီတစ်ပတ်အတွက်ဒီ attacking player return ရလောက်မဲ့ခေါ်လောက်မယ်လို့အာယုံရနေတဲ့ player လေးရွေးပေးပါအောင်ဇီကုသူတွေဖြစ်နိုင်လဲပေါ့
ဟုတ်ကိုဘယ်လိုဖြစ်နိုင်လဲဆိုတော့ကျွန်တော် Brentford ပွဲကြည့်လိုက်တော့ Brentford ပေးတဲ့ဒီအော့သွားလာလေးမဆိုးဘူးပေါ့နော်ဟို Forest ကိုပေးတဲ့အော့သွားလာလေးမဆိုးဘူး Brentford အန်ကွဲမှာဆိုဒီ Thiago ကနည်းနည်းစွာတယ်လေစွာတော့ Thiago return ပြန်ရမယ်လို့ ဟုတ်တယ်နော် ဟုတ်လို့ထင်တယ် ဒီဟာ ပြီးတော့ဟာလန်ကတော့မဖြစ်မနေပြောရမှာပေါ့ဟာလန်ကတော့ရတဲ့နေပေါ့နော်ဒီလိုပွဲမျိုးတွေမှာဟိုဒီဆောင်ရင်ကြည့်ရလားမတရားဘူးဝယ်ရတာဆိုတော့ဒါကတော့ရတဲ့နေပေါ့ပြီးတော့ဒီပိုဝမ်ပေါ့ပိုဝမ်ဝါဆမ်ကနိုင်ကျင်တယ်နိုင်တင်တယ်ဆိုလို့ရှိရင်ဒီပွဲကတော့မဖြစ်မနေနိုင်တင်တယ်ပွဲပေါ့ဘာလို့လဲဆိုတော့ဆန္ဒလန်အဝေးခွင့်အရန်ညံ့တယ်အရန်ညံ့တယ်ပေါ့နော်အဲ့ပွဲကတော့အရန်ကောင်းတယ်ဆိုတော့ဒီပွဲကသူတို့ return ရတဲ့နေပိုဝမ် return ရလောက်တယ်ပေါ့နော်အဲ3ယောက်ကိုတော့ကျွန်တော်မှန်းလာတယ် โอเคနော် ဘူဝမ်ကနောက်ဆင်းပြီးစော့နေနော်စီကို ဟုတ်တယ် DCB ရပြီးတော့ DCB ပဲလက်ရှာတဲ့တော့ DCB ပါရနေအချိန်နေအဲ့လိုဖြစ်နေနော် နောက်ဆင်းစော့နေရလို့ဒါပေမဲ့ तू ဂိုးသွင်းတယ်နော်အဲ့ဒါဟိုဟာဖြစ်သွားကိုကအပယ်ခံလိုက်ရတာလေ तू စပါးနဲ့ပွဲမှာဟုတ်တယ် तू လူမဲနေရာမှန်တော့ရောက်တယ်ဗျာ तू ကသိရမလားအဲ့လိုတိုက်စစ် sense တွေကရှိတော့ corner လို့ပေါ့ဆိုရင် right time တော့ရောက်တယ်ဂိုးလဲသွင်းတယ်ဒါပေမဲ့အဲ့လိုအပယ်ဖြတ်ခံလိုက်ရတယ်တော့အဲ့အခိုက်အတန့်ကြောင့်မှကျွန်တော်ကဘူဝမ်ကိုဆက်ထားမယ်ဆိုပြီးလုပ်လိုက်တာပေါ့နော်စပါးနဲ့ပွဲမှာနော်လူထုတ်သွားတာဘူဝမ်ညာဝင်းမှာရှေ့မှာနံပါတ်တိုင်းနဲ့နံပါတ်တန်းသုံးသွားတယ်နော်ကစတယ်လန်နော်ရဲ့ပတ်ဘလူရဲ့နော်နည်းနည်းအဆန်းလေးနော်ဟုတ်တယ်အရင်တော့ဟိုဟာ overflow ပုံစံမျိုးကြီးသွားတာ441တဘောလားအဲ့လိုပေါ့နော်ဆိုတော့ဟုတ်တယ်တစ်တွေမျက်နှာပြီးတော့ဒါပေမဲ့ဟုတ်ဘူဝမ်ကိုဆက်ထားခြင်းတခြားအကြောင်းတော့ရှိရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အောင်မွဲခံပုံဗျာအဲ့လိုဂိုးပြန်ရပြီးတဲ့အချိန်မှာအနိုင်ဂိုးပေါ့နော်ရပြီးတဲ့အချိန်မှာအဲ့လိုဟိုအောင်မွဲခံပုံဗျာတဲ့မှာနီးပြရောကစားသမားတွေအဲ့လိုစွတ်စွတ်ဗီဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဗျာပြောရရင်တန်းစင်းစုံတွေကတန်းစင်းမှုတေချာတလောက်ရှိနေတယ်ဆိုတော့အသင်းမျိုးရဲ့ vibe မျိုးမရဘူးဗျာပြန်ယုံမယ်ငါတို့ရအောင်ကျုံးမယ်ဆိုတဲ့ vibe မျိုးမြင်ရတယ်ဗျာအဲ့တစ်ချက်တော့ရှိရဟုတ်တယ်နော်โอเคတော့ကန်ထရီရွေးပါအောင်ကန်ထရီ attacking return ရမယ်3ယောက်လောက် attacking return ရမယ်3ယောက်လောက်ဆိုတော့ဒါဟို transfer နဲ့လည်းနည်းနည်းတော့ဆက်တာပေါ့နော်ကျွန်တော်အနေနဲ့ကျတော့ transfer လေးကိုဟိုကိုအတင်းကလူပြည့်နေမယ်ဆိုတော့ဒါနည်းနည်းလေးချောင်းကြည့်မယ်ပေါ့နော်စခဏစောင့်ကြည့်တဲ့အပတ်မျိုးလို့ထင်တယ်ဒါပေမဲ့ကိုတင်းကအဲ့လို price value တွေပါအကြောင်းဒဏ်ရာတွေရလို့ခေါ်မယ်ဆိုတော့လည်းခေါ်လို့ရတဲ့ကစားသမားတွေရှိတယ်ပေါ့နော်အဲ့လိုအထူးသဖြင့်ဒါ Bruno Fernandes ဆိုရင်ခေါ်လို့ရတယ်ဒါပေမဲ့ Foden နဲ့လဲမယ်ဆိုရင် Foden ကပွဲချောင်းနေတယ်အဲ့လိုသိရမလားအဲ့လိုဖြစ်နေတယ်ဖြစ်စရာတွေများနေရဆိုတော့အဲ့လိုစောင့်ကြည့်ရတော့ပူကောင်းတယ်ဒါပေမဲ့တစ်ဖက်မှာပါမာခေါ်မယ်ဆိုရင်ခေါ်လို့ရပြီလားဆိုတော့ရပြီပေါ့နော်ပါမာကမိနစ်90လည်းပဲဇက်တိုက်တွေစော့နေရဆိုတော့ဟိုပနတီကနေလည်းဂိုးလည်းပြန်ရနေပြီဆိုတော့ဖောင်မရလည်းမစိုးပြောလို့ရနေပြီခေါ်လို့ရနေပြီဒါပေမဲ့အဲ့လိုပါမာရဲ့ဒဏ်ရာကလေသူကဗျာအရှင်းတက်တာနေလို့ကျွန်တော်မထင်ဘူးဗျာဒီလားအဲ့လိုနောက်ကျောလေးကိုကင်လိုက်နာနေသလိုမျိုးလေးစန့်စေသိရမလားဟုတ်တယ်အဲ့လိုမျိုးလေးကိုသူ့ကိုတပွဲလုံးအာယုံစိုက်ကြည့်နေဆိုရင်မြင်နေရတယ်ပေါ့နော်အဲ့လိုဆိုတော့တန်တရားရှိမယ်ဆိုလဲရှိစရာပဲတချို့ပွဲတွေများ bench ကိုရောက်မလားမိနစ်အကန့်အသတ်တွေရှိမလားဆိုတော့လဲတွေးစရာကြီးဖြစ်နေတယ်ပေါ့ဆိုတော့အဲ့လိုကိုလိုဒီလိုဖြစ်နေတယ်ပေါ့နော်အဲ့မှာနောက်တစ်ယောက်ရွေးချင်တာကျတော့နဒီအေးပေါ့နော်နဒီအေးလေးကပြန်စဉ်းစားတဲ့နေရာမှာပါလာပြီဆိုတော့ Grealish ကလည်းပဲဒါဟို strap fracture ဗျာဟိုအစတုန်းကသူတို့ရက်တဲ့ဘက်အနေငယ်နားရမယ်ဆိုပြီးတော့ထင်တယ်ပေါ့နော်ဒါပေမဲ့ည David Ornstein ကတင်တာကျတော့ Grealish တန်ရာကြီးကတော်ကြာနားရမယ်ပုံစံမျိုးကြီးဖြစ်နေရဆိုတော့ Everton တိုက်စစ်ကိုဦးဆောင်မဲ့သူကဒီနဒီအေးပြန်လာတယ်ဆိုကွက်တီပေါ့နော်သူကနည်းနည်းစောင့်ကြည့်ပြီးရွေးချယ်ရင်လည်းမှာပါလာမယ်နောက်တစ်ယောက်ကတော့စီကူးနဲ့ဟိုတစ်ဘက်ကပြောပြီးစီကူးအရန်ကြိုက်တဲ့ခရုဘီဂျူနီယာပေါ့ဟိုကျွန်တော်ကလည်းဟိုကောင်းတော့မကောင်းဘုံမောက်ပလေယာတွေကိုတယောက်နိုင်ရင်နောက်တစ်ယောက်ကိုထက်ရွေးသလိုတော့ဖြစ်နေတယ်ပေါ့နော်ဟုတ်တယ်ဒီဘက်ကဂျပန်နီယာကြီးကိုရန်နေဟိုက်ပြီးတော့ဂိုးလဲသွင်းသွားတယ်ဒါပေမဲ့နာသွားတယ်1 week back ဆိုတဲ့အတိုင်းတကယ်1 week ဖြစ်သွား1 week ပြီးတော့1 week back ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပါအဲ့ဒါကိုမေးတယ်နော်အင်တာဗျူးသမားတွေကလည်းမေးတယ်ဂျပန်နီယာဘာဖြစ်ကြလဲဆိုတော့ဟိုနီးပြအခုလက်ရှိအချိန်ကြီးတော့ press conference ဟိုဟာကြီးမလာခင်ဒီလူပြောတာတော့ဂျပန်နီယာနာတော့နာသွားတယ်ဗျာဒဏ်ရာတော့တကယ်ရသွားတာသူက hamstring မှာနာနေသလိုပဲတဲ့ဆိုပြီးနာနေသလိုပဲဆိုတဲ့အတွက်သူကအဲ့လိုအတိအကျကြီးဘယ်နှပတ်နာရတော့မယ်နောက်ပွဲလွဲတော့မယ်အဲ့လိုမျိုးကြီးပြောသွားတော့မဟုတ်ဘူးဗျာဒါပေမဲ့နာနေရဆိုတော့တကယ်ပဲဆိုတာကို confirm သွားတယ်ပေါ့နော် Ibro လားအဲ့တော့တကယ်လို့ဒါတပတ်2ပတ်လောက်လွဲမယ်ဆိုရင်တော့ Krubi Junior ကအသိတိုက်စစ်မှာရေးပါလာနိုင်ပြီးအခက်မသိရင်သူက penalty တွေပါရတော့ကန်ရနိုင်တဲ့အနေအထားကြီးဖြစ်လာနိုင်ပြန်တယ်ပေါ့နော်ဆိုတော့ဒါဓာတ်ပြားဟောင်းကြီးပဲပေါ့နော်တဘာနီယာတုန်းကပြောခဲ့တဲ့စကားတိုင်းပဲပြန်ပြောရသလိုဖြစ်သွားတာပေါ့ဒါပေမဲ့ရွေးမယ်ဆိုရင်သူ့ကိုကောင်းကောင်းရွေးလို့ရပါပြီဗျာသူ့ကိုရွေးခြင်းအပြင်ကျွန်တော်တို့ကကွင်းထဲမှာပါမာတို့ဘရူနိုတို့ခေါ်နိုင်သွားမယ်ပေါ့
ဟုတ်တယ်နော်ဆိုတော့ဒါ attacking player တွေပေါ့ Kendrick ကြိုက်တယ်ဟုတ်တယ်သူ ဟုတ်ကဲ့ ဒီ feature run ကကောင်းနေတာChelsea ကောင်းတယ်အခုပေါ့နော်ဒီဟိုဟာလောက်ထိသူပွဲကြက်မလာခင်ဒီ Chelsea ကောင်းတယ် Chelsea ကောင်းနေတယ်နောက် United ကတော့ကောင်းတယ်ဒါပေမဲ့ဒီတစ်ပတ်တွေ့ရမှာ Arsenal လေဆိုတော့ Kansas ကောင်းတဲ့အသင်းနဲ့တွေ့ရမှာဆိုတော့ဒါပေမဲ့ United တိုက်စစ်မှာပေါ့ခုနကလိုပူမိုတို့ဒီ Fernandes တို့ကစဉ်းစားလို့ရတယ်ပေါ့နော်ဆိုတော့ Fernandes တော့တေချာပါပေါ့နေလဲဖြစ်တယ်90 minute ပေါ့ဒါပေမဲ့ Arsenal နဲ့တွေ့မှာဆိုတော့ဒီတစ်ပတ်တခြား Foden တို့ဘာလို့ရှိသေးတယ်တခြား player တွေရှိသေးတယ်ဆိုရင်လည်းဒီတစ်ပတ်လေးခဏစောင့်နေပြီးတော့မှ Fernandes တို့ Bruno တို့ဒီ Man U တိုက်စစ်ပေါ့ကြိုက်တယ်ဆိုရင်ထည့်လို့ရပါတယ်ဆိုတော့နောက်တစ်ခုက तू ကဒီ feature တွေပေါ့နော်အစတော့31 33 34 36တပတ် game week plan တွေဖြစ်မယ်ဆိုတော့ဒီ game week 25လောက်မှာ तू ကအဲ့ဒီတေချာပေါက်ဟို information တိတိကျကျသိရမယ်ပေါ့နော်ဆိုတော့အဲ့ game week 26လောက်မှာလားမသိဘူးဒီ blank တပတ်ကတစ်ခေါက်ဖြစ်နိုင်သေးတယ်ပေါ့နော် blank ထင်တယ်အဲ့လိုမျိုးပေါ့ဒီ EFN နဲ့ကာလာဘောင်းကိစ္စတွေကြောင့်ပေါ့နော်ဆိုတော့ blank နဲ့ double လာမလားတော့မသိဘူး26မှာ तू ကအားနေတဲ့တည်င်းကခဏလေး Man City လား Arsenal လားမသိဘူးအဲ့အပတ်မှာ तू ကပွဲမရှိတော့အဲ့သူက double ထည့်လို့ရတယ်ပေါ့နော် game week 26လောက်မှာဆိုတော့ double လာတော့လေစောစီး information သိရလဲအကိုတို့ chip တွေတုံးလိုက်အောင်ပဲပေါ့နော်အရင်ကြီးတော့ထွေထူးတော့မရှိပါဘူးဆိုတော့ single game week တွေမှာတော့ဒါတော့ chip အကြောင်းခေါင်းနဲ့ပေါ်လာတော့ single game week တွေမှာတော့ဒီဟိုကမလောက်တာကောင်းတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်ကဒီမှာ Wolf နဲ့ပတ်ကလည်းဟိုဟာဖြစ်နေပြီပောက်ကွဲနေပြီဟာလန်တို့ကလည်းတွင်းမယ်တကယ်ကဲဆိုတော့ဒါဒီတစ်ပတ်အမှန်တိုင်းပြောရင်တော့ TC ချင်းလည်း TC ချင်းစရာပဲပေါ့နော်ဒါပေမဲ့ double game week တွေလာမှာဆိုတော့စောင့်ရင်လည်းစောင့်လို့ရပါတယ် CD ကလည်းတကယ်ကိုဘလို့လဲတော့မပြောတတ်ဘူးနည်းနည်းကန်ဆူးမမောင်ကြာတာပေါ့နော်ကစားကွက်များဘာဖြစ်သွားလဲနှစ်ပွဲဆက်လိုက်လဲရှုံးလာဆိုတော့တော်တော်လေး pressure ပိနေတာပေါ့ကစားသမားတွေလည်းသူတို့ဂွေဟီတို့ဟိုဟာတို့ခေါ်ထားပြီးတော့မှအဲကြောင့်ခုနပြောလို့ပေါ့လူငယ်2ယောက်နောက်တန်းမှာအငယ်လေး2ယောက်နဲ့တော်တော်ပေါက်တယ်ဆိုတာဂွေဟီလည်းဘက်ကတန်းထုတ်သုံးရင်သုံးပါပေါ့နော်ပြောလို့မရဘူးဖိုရန်လည်းပါနိုင်တယ်စင်မန်ညိုလည်းဒီဟိုဟာ line ရတယ်ပါနိုင်တယ်ပေါ့နော်ဆိုတော့ဒီပွဲဂိုးကြီးအတွက်တော့စောင့်ကြည့်ရမှာပေါ့အဲ့လိုပဲသူတို့ပြိသက်တွေလည်းမှန်းနာမှာပေါ့နော်အတီဟတ်မှာဆိုတော့ okay ပါဒါကတော့ attacking player တွေပေါ့နော်ဆိုတော့ပုံမှန်တိုင်းဆိုရင်ကိုတို့ attacking player တွေပြီးတော့ defense နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောကြည့်အောင် defense တွေဒါမှမဟုတ် DCB နဲ့ရှင်ပြီးတော့ပဲပြောမလားဇီကုနည်းနည်းလောက်ဒီတစ်ပတ် defense တွေလုံးဖြစ်လောက်မဲ့ DCB ပဲဖြစ်ဖြစ် return တွေရနိုင်တဲ့ defense တွေပေါ့နော်ဒီ ဟုတ် DCP လေးကလေးတော့ပြန်ပြထားပါလားစီကူးမ ပါ ပြော ပါ ဟောပြထား ဒီမှာလေး DCB ပြပေါ့ဟုတ်တယ်ဟုတ်တယ် ဟုတ် ဟုတ် ပါ တယ်ဟုတ်တယ် ဟောပြ ready ပဲဒီတစ်ပတ်မှာကျွန်တော် return နောက်တန်းနေ return ရဖို့တော့အရင်ကြီးတော့မမြင်ဘူးဟိုအတင်းကြီးတွေကလည်းကိုပေးနိုင်တယ်လို့ကျွန်တော်ဟိုယူဆတာလို့အဲ့လိုမျိုးထင်တယ်ပါအဲ့တော့ DCB ပဲပြောရရှိရပါ DCB မှာကကျွန်တော်ဒီတစ်ပတ်မှာဒီ Palace နောက်တန်းတွေကိုကြိုက်တယ်ဒီဥမာ Richards တို့လာခိုက်တော့ပေါ့နော်ကျွန်တော်အတင်းမှာ Richards ရှိတယ်Richards က DCB ရနိုင်တယ်ပြီးတော့ဗာတင်းရှိမလဲဆိုရင်ပြီးဒီတာကော့စကီတော့အုပ်စုပေါ့တာကော့စကီကတော့ပွဲတိုင်းနေပါရနေဆိုဒါသူတို့ကမဖြစ်မနေထည့်ပြောအောင်မဲ့အထဲမှာတော့မပါဘူးပေါ့နောက်ပြီးတော့ဒီဆန်နာလန်မိုကီလီတို့ရနိုင်တယ်ပေါ့နော်ကျွန်တော်ကခုနအကြောင်းအရာနဲ့ဆက်ဆက်ပြောလိုက်မယ်ဆိုရင်ဝါဆန်ကိုကျွန်တော်ဒီတစ်ပတ်ကိုနိုင်တင်တယ်ပေါ့နော်နိုင်မယ်လို့ထင်တယ်ပေါ့အဲ့တော့ဝါဆန်ကတော့တိုက်စစ်စင်မှုတွေဆောင်းရမ်းလုပ်မှာပဲအများကြီးလုပ်မှာပဲဆိုတော့ဟုတ်တယ် မိုကီလီတို့ကရှာအောင်မှာပဲဒါဟိုဟာ defensive contribution ကျွန်တော်တို့မိုကီလီရဲ့နောက်ပြီးတာကော့စကီရဲ့ဒီ Richard တို့အုပ်စုရဲ့ကိုကျွန်တော်တို့ဒီတစ်ပတ် DCB အပိုင်ပေးတာပေါ့ဟုတ်တယ်နော် okay ဗျာဒါတော့ defense ပေါ့ဆိုတော့ဟို country ရောဟောဒေါ်ကူပေါ့ ဟဲ့တော်ကူရောဈေးတော့တက်သွားပြီဈေးတက်သွားပြီနည်းနည်းရမဟုတ်ဈေးတက်သွားပြီအရန်တန်တယ်4.2တုန်းကဆိုအရန်တန်တယ်4.3လဲဗျာတန်တယ်ဗျာသိလားဟိုဟာကြီးမှာ left wing ကြီးမှာလူရှောနဲ့overlap တွေလုံးပြီးရင်ကကန်နေရဗျာသိလား2ဂိုးလောက်ရမှာအဲ့လိုမျိုးကြီးဗျာနောက်ပွဲတွေကဂိုးတော့ရဖို့မလွယ်ပါဘူးဒါပေမဲ့တော့အဲ့လိုနောက်တန်းအနေနဲ့ကြတော့ဟို United က Arsenal နဲ့ပွဲပြီးရင်နည်းနည်း feature လေးကောင်းတယ်လीအဲ့ကြလို့ရှင်ထည့်ရလို့ရတယ်ပြီးတော့ဟိုမခေါ်ဘူးဗျာကျွန်တော် January မှာတေးကြတာခေါ်မဲ့ခေါ်ကွင်းလေပဲအငားနဲ့ခေါ်ပါလीနောက်တန်းမခေါ်ဘူးတေးကြရဲဆိုတော့ဒိုကူကပွဲထွက်ခွင့်လေးတော့ရနေအောင်ပဲထင်တာပဲပေါ့နော်အဲ့လိုဆိုတော့ဒိုကူခေါ်တာလည်းမမှားဘူးပေါ့ကျွန်တော်တော့ဇီကူပြောတဲ့သူတွေပါပဲတိတ်ထူးတွေမရှိဘူးစပါကအဲ့လိုဗန်ဒီဘန်တို့ဗာလေရိုမဲရိုကလीနှစ်ပွဲသက်တိုက်ကိုသွင်းသွားတယ်နော်ဟုတ်တယ်ချန်ပီယံလိမှာပါသွင်းသွားတယ်နော်
နည်းနည်းဟိုဟာဖြစ်နေကြွေတက်နေ ဟုတ်ကျွေ differential တက်နေရဆိုတော့အဲ့ဒါစောင့်ကြည့်နေတယ်ပြီးရင်ပေါ်ရူကလည်းနောက်ဆုံးမှ assist ရတယ်ဗန်နီဗန်ကတော့ဟိုမဖြစ်ပေမဲ့လို့goal threat မပါသေးပေမဲ့လို့သူကလည်းရှိရသူဆိုရင်မထုတ်ပဲဆက်ထားလို့ရသေးတယ်ပေါ့နော်အဲ့လိုမျိုးပဲမြင်တယ်နယူကာဆယ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဟိုဟာတီယောပေါ့နော် ပြီးတော့ခေါ်လို့ကောင်းသေးတယ်အဲ့မှာတချို့ကကျတော့ hall ကိုဘယ်လိုခေါ်မယ်လို့ပါလို့ဆက်ထားရမလားလို့ဘာလို့မေးတာရှိရဗျာတကယ်တော့ပြောရရင် Newcastle access ကဒီချိန်မှာပြီးသွားပြီသူတို့ချိန်ကပြီးသွားပြီဗျာဒီလားပြီးသွားပြီဆိုတော့ feature ရပြီးသွားပြီဗျာထုတ်မယ်ဆိုတော့ထုတ်လို့ရပြီဒါပေမဲ့တီရောရှင်တော့ဆက်ထားလို့ရတယ် hall ရှင်တော့နည်းနည်းတန်တရားဝင်မှုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟောင်းကဒန်ဘန်းကိုအရန်ကြိုက်တယ်ဗျာကြိုက်တော့တချို့ချိန်တွေမှာဆိုလို့ရှိရင်ဒန်ဘန်းကိုအဲ့လို hall ရဲ့ဒန်ဘန်းကိုသုံးချင်တာနဲ့ပဲ hall ကိုအရန်ပို့လိုက်တာမျိုးရှိရဗျာတဲ့မလားဘန်းကိုအစွန်ထုတ်ပြီးတော့အဲ့လိုလုပ်လို့ရှိတော့ hall ရဲ့မိနစ်ကတော့တချို့ပွဲလေးတွေမှာအရန်ထိုင်ရတာကြီးမိနစ်နဲဝါးရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါ Newcastle အထူးကြိုက်တဲ့နောက်တန်းရှိလားဆိုဒီဘက်မှာတော့မရှိသေးဘူးပေါ့နော်ကျွန်တော်ဆိုတော့နောက်တန်းကိုမလဲပြစ်သေးဘူးပေါ့အဲ့လိုအဲ့ဒီကပြောဆိုတော့ Everton တော့ကြိုက်တယ်ပေါ့နော်အဲ့လိုတာကောစကီတော့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်တော့ပတ်စံမနိုင်လို့မဝင်နိုင်သေးဘူးပေါ့နော်ဟုတ်ပါ5.7ဆိုတာနည်းတဲ့ဟာတော့မဟုတ်ဘူးเนาะဒါပေမဲ့ဟုတ်တယ်ဒါပေမဲ့ပေးရတာနဲ့တန်တယ်ပေါ့နော်ဆိုတော့ဒီမှာအခုခုပြတာဆိုရင်အမှတ်100ကျော်နေတဲ့နောက်တန်းနဲ့ကိုယ်သမားပေါ့နော်ထိတ်ဆုံးမှာဂါဘရီရဲ့120အဲ့100တန်း100ကျော်လာတဲ့ဟို level တန်းမှာဆိုရင်ချာလိုဘက်ကစကန်လိုက်နေတယ်တာကောစကီနောက်တင်ပါဂွေဟီမူခီလီ100ကျော်သွားပြီနော်မူခီလီ100ကျော်သွားပြီတော်နည်းနည်းရတော့မဟုတ်ဆန်နလန်မူခီလီPickford က Everton ကနော်တော်တော်လေးအမှတ်တွေတည်နော် Pickford လည်းဒီမှာအမှတ်100ပြည့်သွားပြီပေါ့နော်အောက်မှာတော့ La Cry ဆိုဒီဆန်နလန်ကူးသမားဆိုအခုကြိုက်တယ်ဒီ transfer ဘလို့မှမူခီလီလည်းရှိနေတာနဲ့ transfer လည်းကူးသမားတော့မသုံးချင်လို့ဒီကူးသမားဆိုတော်တော်လေး100တောင်ပြည့်တော့မယ်ဆိုတော့ဒါတွေကတော့ဒီနောက်တန်းနဲ့ပတ်သက်ပြီးတော့ဟိုဟာတွေပေါ့နော်ဆိုတော့ဒီတစ်ပတ်တော့ကိုတစ်ချက်လောက်ဒီ market all လေးပေါ့နော်လက်ရှိမှန်းထားကြ projected goal တွေ market all တွေပြောရတော့ projected goal ထိပ်ဆုံးအများဆုံးဖြစ်နိုင်နေရတော့သူတို့မှန်းထားတာကတော့ Man City ပေါ့နော် Man City ပြီးရင်သူတို့ကတော့ Arsenal တဲ့ပြီးရင် Liverpool Newcastle Chelsea ပေါ့နော်ဆိုတော့ clean sheet percentage အများဆုံးအနေနဲ့ဆိုရင်သူက Man City Arsenal နောက် Spa ကိုလည်းသူတို့ကမှန်းတယ်ပေါ့နော် Spa ကဘယ်သူနဲ့တွေ့မှာ Spa ကဘန်လီကွင်းမှာကန်အောင်နော်သူတို့ဒီ clean sheet ရဆိုတော့ Man City Arsenal Spa Brentford Everton ပေါ့နော်အဲ့လိုမျိုးလေးသူတို့မှန်းတာတွေရှိတယ်ပေါ့ဆိုတော့ okay ဆိုတော့ စပါအိုက်ပွဲပြီးချက်တယ်နော်feature ရန်အကောင်းကြီးမဟုတ်ဘူးအဲ့လိုဖြစ်နေတာဟုတ်ကိုတို့ feature တွေကတော့နော်ဆိုတော့ဒီမှာခုနပြောတဲ့ကစားသမားတွေလည်းပြီး feature လို့တကယ်တော့ကိုတို့ဒီ podcast ရဲ့ဒီပထမပိုင်းကအမှန်တမ်းပြောရင်တော့ဟိုဟာဖြစ်ပြီပေါ့နော်တော်တော်လေးတော့ complete ဖြစ်ပါတယ်ဆိုတော့ဒီ feature run မှာတော့ဒီကိုတို့ခုနပြောလို့ပေါ့နော်ဆိုတော့အဲ့ထဲမှာတော့ခုနပြောလို့ overall အနေနဲ့ကျင်တော့ Chelsea လည်း feature တော်တော်ကောင်းတယ်ပေါ့နော်သူဟိုမှာ Leeds တွေရော Wolves တွေရော West Ham တွေရော Burnley တွေရောဒီမှာတောက်လျှောက် Arsenal နဲ့မတွေ့ခင်ထီပေါ့နော်ဆိုတော့ဒါကတော့အကိုတို့ဒီ game week 23နဲ့ပတ်သက်ပြီးတော့ဒီ attacking return ရနိုင်တဲ့ feature တွေ attacking ဟောနိုင်မဲ့ player တွေပေါ့နော်နောက်တစ်ခုကနောက်ဒီဟိုစားပေါ့အဲလေ defensive player နဲ့ပတ်သက်ပြီးတော့ဒီဆွေးနွေးရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ podcast ကတော့ဒီထိပဲပေါ့နော်ဆိုတော့နောက် podcast တစ်ခုမှာဒီတစ်ပတ် game week 23ရဲ့နောက် podcast မှာ captain choice တွေ differential တွေကျွန်တော်တို့ဆက်ပြီးတော့ရွေးပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးပဲကျေးဇူးများတင်ပါတယ်ဆိုတော့နောက် podcast မှာတို့ပြန်တွေ့ပါမယ်အားလုံး thank you ပါ